မြန်မာနိုင်ငံကကလေးတွေမိမိအတွက်ဘယ်တက်တူကပိုပြီးတင့်လို့တယ်လဲလို့ရွေးချယ်တဲ့နေရာမှာအရေးကြီးဆုံးချက်တွေကမင်္ဂလာပါဒီနေ့ကျွန်တော်ပြောချင်တာကမြန်မာနိုင်ငံကကလေးတွေမိမိအတွက်ဘယ်တက်တူကပိုပြီးတင့်လို့တယ်လဲလို့ရွေးချယ်တဲ့နေရာမှာအရေးကြီးဆုံးချက်တွေကဘာတွေကိုစဉ်းစားမလဲဆိုရင်အဲ့ဒီတော့တင်ခြင်းတဲ့တက်တူရဲ့အတိမပြမှုသွားတင်ခြင်းတဲ့တက္ကသိုလ်ရဲ့ပညာရည်တွေသွားတင်ခြင်းတဲ့တက္ကသိုလ်မှာတင်ကြားမယ်ဘာသာရပ်ဘွဲရပြီးတဲ့အခါမှာအလုပ်ကိုင်ခွင့်လာကျောင်းလာကနဲ့နေထိုင်စိတ်အဲ့ဒါတွေအကုန်လုံးကိုသုံးသပ်ပြီးတော့ရည်မှန်းချက်နဲ့ကိုက်ညီမဲ့တက္ကသိုလ်ကိုရွေးချယ်တင်တာဖြစ်ပါတယ်ဂျာမနီနိုင်ငံမှာရှိတဲ့နာမည်ကြီးအစိုးရတက္ကသိုလ်တွေကိုလွန်ခဲ့တဲ့နှစ်ပေါင်း900ကနေ650ကျော်ကလေးကတည်ထောင်ခဲ့ပြီးတော့ဒီနေ့အထိကမ္ဘာအဆင့်ပညာရေးသုတေသနလုပ်ငန်းတွေမှာဦးဆောင်လျက်ရှိပါတယ်။ဥပမာအဖြစ် Heidelberg University 1386ခုနှစ်တုန်းကတည်ထောင်ခဲ့တာပါ။ Leipzig University 1409ခုနှစ်ထဲကတည်ထောင်ခဲ့တာပါ University of Freiburg 1459ခုနှစ်ခရဲကတည်ထောင်ခဲ့တာပါ Ludwig Maximilian University of Munich 1482ခုနှစ်ထဲကတည်ထောင်ခဲ့တာပါ University of Tübingen 1489ခုနှစ်ထဲကတည်ထောင်ခဲ့တာပါဒီတက္ကသိုလ်တွေဟာသိပ္ပံစေပညာအင်ဂျင်နီယာနည်းပညာကဏ္ဍအဲ့ဒီမှာကမ္ဘာကျော်ပညာရှင်များသူတေသီများနဲ့နိုဘယ်ဆုရှင်များကိုများစွာမွေးထုတ်ခဲ့ပါတယ်ဂျာမနီနိုင်ငံမှာအကောင်းဆုံးတက္ကသိုလ်တွေဟာအစိုးရတက္ကသိုလ်တွေဖြစ်ပြီးတော့ကမ္ဘာအဆင့်သတ်မှတ်ချက်များထဲမှာနှစ်စဉ်ထိပ်တန်းကပါဝင်လျက်ရှိပါတယ်ဂျာမနီနိုင်ငံမှာရှိတဲ့အစိုးရတက္ကသိုလ်တွေဟာတနိုင်ငံလုံးအတိုင်းအတာနဲ့ပညာရေးဆိုင်ရာစံထုံးများကိုစနစ်တကျလိုက်နာဆောင်ရွက်နေကြတဲ့အတွက်အစိုးရတက္ကသိုလ်တစ်ခုမှရရှိထားတဲ့အောင်လက်မှတ်တွေကိုနောက်အစိုးရတက္ကသိုလ်တစ်ခုကဒန်းတူအဆင့်တန်းထားပြီးအပြန်အလှန်အတိမတ်ပြုနေကြပါတယ်ဒါကြောင့်မို့လို့အစိုးရတက္ကသိုလ်တွေမှာဘယ်အစိုးရတက္ကသိုလ်ပဲတက်ဒန်းတူအဆင့်တန်းရှိနေပါတယ်အပြန်အလှန်အတိမတ်ပြုကြဂျာမနီနိုင်ငံမှာမြန်မာကျောင်းသားအများစုအတွက်အစိုးရတက္ကသိုလ်တွေဟာရွေးချယ်ဖို့လို့အတွက်အသင့်တော်ဆုံးဖြစ်ပါတယ်ဘာဖြစ်လို့လဲဆိုတော့ကျောင်းလာကမပေးရတဲ့အတွက်ပညာရေးကုန်ကျစရိတ်သက်သာပါတယ်အစိုးရတက္ကသိုလ်တွေဟာနှစ်ပေါင်းရာချီတဲ့သမိုင်းတွေရှိတဲ့ကမ္ဘာအဆင့်မီပညာရည်တွေရှိသောတက္ကသိုလ်များဖြစ်ပါတယ်အစိုးရတက္ကသိုလ်တွေဟာသုတေသနနဲ့စံသစ်တီထွင်မှုမှာအားကောင်းမှုရှိပါတယ်အစိုးရတက္ကသိုလ်တွေမှာဘာသာရပ်ရွေးချယ်တဲ့ခဏမှာအများကြီးစိတ်ကြိုက်ရွေးချယ်လို့ရပါတယ်အဲ့ဒီအပြင်ကိုဂျာမနီနိုင်ငံမှာနဲ့နိုင်ငံတကာမှာအလုပ်ကိုင်ဈေးကွက်တွေမှာအစိုးရတက္ကသိုလ်ကအောင်လက်မှတ်တွေကိုဘွဲ့ဒီဂရီကိုယုံကြည်လက်ခံမှုမြင့်မာပါတယ်အဲ့ဒီအပြင်ကိုဘွဲ့ရပြီးတဲ့အခါမှာအလုပ်ကိုင်တဲ့အသက်မွေးကြောင်းအခွင့်အလမ်းတွေများစွာကျေပြန့်တာရှိပါတယ်ဂျာမနီနိုင်ငံမှာအစိုးရတက္ကသိုလ်တွေအပြင်အရှေ့ဂျာမနီအနောက်ဂျာမနီနှစ်နိုင်ငံပေါင်းစည်းပြီးတဲ့နောက်ပိုင်းမှာပေါ်လာတဲ့ပုဂ္ဂလိကတက္ကသိုလ်တွေများစွာရှိပါတယ်အဲ့ဒီပုဂ္ဂလိကတက္ကသိုလ်တွေကိုရွေးချယ်ဖို့ဆိုရင်အင်္ဂလိပ်ဘာသာနဲ့သင်ကြားတဲ့အစီအစဉ်တွေရှိတာရဲ့အတန်းငယ်တွေအတွက်အဆင်ပြေတာရဲ့သီးသန့်အထူးပြုတဲ့ဘာသာရပ်တွေကိုရှာဖွေနေတဲ့ကျောင်းသားတွေအတွက်သင်လျော်တာတွေကြောင့်ရွေးချယ်သင့်ပါတယ်အဲ့ဒီပြင်ကိုတချို့သောမြန်မာကျောင်းသားတွေဟာလိုအပ်တဲ့ပညာအရေးချင်းဘာသာစကားဒါမှမဟုတ်တခြားတက္ကသိုလ်ဝင်ခွင့်စီးမြင်တွေကြောင့်အစိုးရတက္ကသိုလ်များကိုတိုက်ရိုက်ဝင်ခွင့်မရတော့အခက်အခဲတွေရှိနေပါတယ်အဲ့ဒီလိုမြန်မာကျောင်းသားတွေအတွက်လဲ
ပုဂ္ဂလိကတက္ကသိုလ်တွေဟာမြန်မာကျောင်းသားတွေရဲ့လိုအပ်ချက်ကိုဖြည့်ဆည်းဖို့လို့အတွက်အခမ်းကဏ္ဍတစ်ခုမှာပါဝင်နေပါတယ်နောက်တစ်ခုကတော့ private တက္ကသိုလ်တွေဟာအစိုးရတက္ကသိုလ်တွေထက်ပိုကောင်းတယ်ဆိုတဲ့အယူဆဟာဂျာမနီနိုင်ငံမှာမမှန်ကန်ပါဘူးတကယ်တော့ဂျာမနီနိုင်ငံမှာရှိတဲ့အကောင်းဆုံးတက္ကသိုလ်တွေဟာအစိုးရတက္ကသိုလ်တွေပဲဖြစ်ပြီးတော့ကမ္ဘာအဆင့်မှာနှစ်စဉ်ထိပ်တန်းကနေရာယူလျက်ရှိပါတယ်ကျေးဇူးများတင်ပါတယ်တကယ်လို့များအသေးစိတ်သိချင်တာရှိရင်တက္ကသိုလ်ဝင်ခွင့်ရှောက်ချင်တာရှိရင်အေကောနဲ့ဆက်သွယ်နိုင်ပါတယ်ကျေးဇူးများတင်ပါတယ်